အိမ်အောင်တက်တန်ရင့်လာတဲ့ဇနီးမယားတယောက်ဟာကိုယောက်ျားအကြောင်းကိုသူမွေးထားတဲ့အမေထက်ပိုးပြီးသိတယ်။အကြည့်တစ်ချက်စကားတစ်ခုကိုအမူအရာအပြောင်းလဲကအစဘဲချီကိုလမ်းပြီးဘဲကန်းကတ်မလဲဆိုတာသိပါတယ်။ပါဇက်ဟလိုက်တာနဲ့ဥပနခွေတင်မကဘူးရင်ထဲအသေးနှလုံးကြောက်ကတ်သေးတီပါမြင်တာစကားတွေတောပြောတောင်ပြောပြောချင်ရပြောတလုံးချင်းမတ်ပြီးဘာသာတွေပြန်နေတဲ့သူတွေပေါ့ရဲစရာပြောပြောအတီပြောပြောရင်ထဲအကုန်သိမ့်ပြီးအကန့်နေခွဲထည့်နေကြလိုအပ်လာရင်ဘဲအချိန်ဘဲမှာဘလို့ပြောခဲ့တယ်ဆိုတာကအစအတိအကျပြန်ပြောနိုင်ကြတဲ့သူတွေကြီးပဲအခြားလူတွေကိုဒါအမတ်မထားရင်နေမယ်ကိုလင်ပြောတာအကုန်အမတ်ရတယ်မမတ်မိဘူးဆိုတာအလကားမမတ်မိကျင်လို့တာမမတ်မိတာမတ်မိကျင်တာအကုန်မတ်မိတဲ့သူတွေကြီးပဲဟာမိန်းမကလေမဟုတ်ပါဘူးကွာမလုပ်ပါဘူးကွာဆိုတာကိုမျက်စိမိတ်ယုံနေကြတာမဟုတ်ဘူးတခါတလေပလစ်လို့ရလို့ပလစ်ပေးထားတာတခါတလေကြငါ့ကိုလိန်နေတယ်ဆိုတာတိတိနဲ့တမင်အလိန်ခံနေကြတာလိန်စမ်းကြိုက်တလောက်ဆိုပြီးတခါတလေမျက်လုံးလေးမီးလက်ကလေးပိုက်ပြီးခက်မဲ့မဲ့ပြုံးရင်ကြည်နေတတ်ကြတာကိုယောက်ျားကြောက်သေးလန်းသလားအပေါက်သေးလန်းသလားတိတ်တိတာပေါ့စိတ်နာလာရင်အဲ့ဒီကြောက်တွေအပေါက်တွေတွင်းဆုံးကြအောင်ကုတွန်းပေးခြင်းတွန်းပေးကြအောင်ပါပြောချင်တာကတော့လေငါမိန်းမမတိလောက်ပါဘူးလို့ထင်မနေကြနဲ့တိတယ်အကုန်တိတယ်မတိချင်